တက်မတော်ဖွဲ့ဖို့ဂျပန်ကြီးမှာခွဲတကယ်ပဲတန်နေလေလို့ဆင်းရဲဒုက္ခခံငါကြံစီတယ်သူရဲ့ကောင်းနေဘဝဆန်းနေအာဇာနည်တွေမြန်မာလည်းရဲ့အတွက်တက်မတော်ဖွဲ့ဖို့ဂျပန်ကြီးမှာခွဲတကယ်ပဲတန်နေလေလို့ဆင်းရဲဒုက္ခခံငါကြံစီတယ်သူရဲ့ကောင်းနေဘဝဆန်းနေအာဇာနည်တွေငါတို့မြမပြေမိဘတိုင်းငါရဲ့ဘဝဆန်းလို့သူရဲ့ကောင်းနေမိရမယ်ငါတို့မြမပြေမိဘအပေါင်းတို့ကရဲ့အာဇာနည်စကူရှိဖို့ရမယ်ဟောပြီးနောင်နေရာသာဒရစ်တို့မင်းရဲ့ကျော်သွားမြမပုံဆောင်လောင်းဖျားတို့လိုခွေမြမရဲ့မြမမျိုးအာကိုလောက်ပြီးရဲ့မကြောက်တမ်းမယွန်းနန်းမြမရီအောင်ဘတ်စကြရှာနေတယ်ရာဇဝေအထုပ်ပတ်တီလေးရှိရမယ်မောင်လုံးလေးထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့ရာဇဝေအထုပ်ပတ်တီလေးရှိရမယ်မောင်လုံးလေးထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့တိုင်းပြည်အကျိုးဆုံးခဲ့တဲ့များစာဒီနေလွတ်လပ်ဖို့တို့များကိုကျွန်းတွေမှာကဲတို့မြမာတွေစုမှုဖို့မျိုးကြရှာလို့ပေါ်လာတယ်နိုင်ငံ